US မှာ restaurant ဖွင့်ချင်တဲ့သူတွေကနင်းနီကိုဖုန်းဆက်ပြီးတော့မေးကြတယ်အဲ့ဒါကဘာလဲဆိုတော့ POS အကြောင်းမှာအဲ့တော့နင်းနီဒီနေ့ဒီ POS ရဲ့အကြောင်းကိုနည်းနည်းလေးပြောပြမယ်ပေါ့နော်နင်းနီသုံးတာကတော့ဒီ Square brand လေးဖြစ်ပါတယ် Square brand ဆိုတော့ဒါကတော့သူကဒီတောက်လေးရယ်ဒီတောက်လေးပေါ့နော်ဒီဟာကျတော့ payment gateway နဲ့ payment gateway အတွက် tap လုပ်တဲ့ screen လေးရယ်ပြီးလို့ရှိရင်ဒါလေးကတော့ desktop ပေါ့နော်ပြီးလို့ရှိရင်တော့ဒါကတော့ drawer ပေါ့ဒါကတော့ဒီပိတ်စက်တွေပါပဲပေးတဲ့ဟာလေးပေါ့နော်အဲ့တော့ပြီးလို့ရှိရင်တော့နောက်ထပ်ကတော့ဘာပါအောင်မလဲဆိုလို့ရှိရင် printer ပါမယ် printer ကတော့2လုံးပေါ့နော်ဘာလို့လဲဆိုတော့အခါကျတော့ဒီ desktop နဲ့ချိတ်တဲ့ဟာတစ်လုံးနောက်ထပ်တစ်လုံးကကြတော့ဒီလိုဒီ online order တွေပေါ့နော် online order တွေကလာတဲ့ဟာတွေဖြစ်ပါတယ်အဲ့တော့ဒီ POS machine ကိုဘယ်လိုမျိုးဝယ်တာလဲဆိုတဲ့အခါကျတော့ Square ရဲ့ website ကိုသွားပြီးတဲ့အခါကျတော့မှတခါလေးပြလိုက်မယ်နော် www.square.com ကိုသွားလိုက်ပါသွားပြီးတဲ့အခါကျတော့မှသူထဲမှာဆက်လေးတွေပေါ်လာမှာဖြစ်ပါတယ်ကဲအထက်ကိုရောက်ပြီဆိုလို့ရှိရင်တော့အဲ့ဒီထဲမှာကိုလိုချင်တဲ့ဆက်တွေမျိုးစားတွေကိုအများကြီးကြည့်လို့ရပါတယ်နေ့နေ့ဆိုင်မှာသုံးတဲ့ဟာလေးကတော့ဒီဟာလေးဖြစ်ပါတယ်အခုပြထားတဲ့ဟာလေးပေါ့နော်သူက POS screen ရဲ့ဒီ payment gateway အတွက်ပေါ့နော်အဲ့ဒါလေးရဲ့ထန်းကလေးပါလာပြီးသား tap လုပ်လို့ရမယ် swipe လုပ်လို့ရမယ် insert လုပ်လို့ရမယ်ပေါ့နော်ဟိုပေါ်မှာရှိတဲ့ဒီ product ဆိုတဲ့ဟာလေးတွေကိုနှိပ်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ကိုလိုချင်တဲ့ပုံစံလေးတွေကိုရွေးပြီးတဲ့အခါကျတော့မှပြင်ဝယ်လို့ရပါတယ်เนาะဘိုင်းနှောင်းကိုနှိပ်ပြီးတဲ့အခါကျတော့မှကိုက register လုပ်လိုက်ပေါ့เนาะကိုရဲ့ create account လုပ်ပြီးတဲ့အခါကျတော့မှ sign in ဝင်ပြီးတဲ့အခါကျတော့မှဝယ်လိုက်လို့ရပါတယ်တစ်ထင်မှာက product တွေကအမျိုးစုံရှိပါတယ်ပုံစံလေးတွေအများကြီးရှိတယ်ပေါ့เนาะကိုကြိုက်တဲ့ပုံစံလေးတွေကိုရွေးပြီးတော့ဝယ်လို့ရပါတယ်ဝယ်ပြီးရင်တော့ features တွေအကုန်လုံးကို2လ free သုံးလို့ရပါတယ်2လ free color ပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်လည်းတချို့အရာတွေက free သုံးလို့ရပါတယ်နေနေဆိုင်မှာ free နဲ့ပဲသုံးတာပါဒီ payment တွေအားလုံးကိုပေးပြီးတဲ့အခါကျတော့မှမသုံးပါဘူးเนาะဒါကတော့ hardware မှာတဲ့ပုံစံလေးပါအဲ့တော့ကိုလိုချင်တဲ့ machine တွေအဓိကလိုအပ်တာကတော့ဆွမ်းနာကပြောခဲ့တဲ့ဟာတွေပေါ့နော်အဲ့ဒါတွေရောက်လာပြီဆိုလို့ရှိရင်ကိုက setup လုပ်မယ် setup ကလည်း instruction book လေးပါပြီးသားပေါ့နော်အဲ့ဒီ instruction book လေးကနေပြီးတဲ့အခါကျတော့မှကြည့်ပြီးတော့ step by step 1 step 2 step 3အဲ့လိုမျိုးလှုပ်သွားလိုက်ပေါ့နော်လှုပ်သွားပြီးဆိုလို့ရှိရင်အားလုံးကိုကတက်ဆင်ပြီးသွားပြီဆိုလို့ရှိရင်တော့အတွင်းထဲက system တွေကိုပြင်ပြီးတဲ့အခါကျတော့မှလေ့လာပြီးတော့ setup လုပ်ရမှာဖြစ်ပါတယ်ဒီဟာကလည်းကိုကမလုပ်တတ်ဘူးဆိုလို့ရှိရင်သူတို့စီကိုဆက်သွယ်ပြီးတဲ့အခါကျတော့မှ service ကိုယူလို့လည်းရသလိုနည်းအရင်တစ်ခေါက်ကပေးဖို့တဲ့ Susu Family LLC ကအကိုစီမှာလည်းလှုပ်လို့ရပါတယ်အဲ့တော့ तू ကတော့နည်းတော့သူနဲ့ service အပ်လိုက်တယ်ပေါ့နော် menu edit လုပ်တာတွေပါတယ်ဒီမှာအချိန်ကအရင်မရတဲ့အခါကျတော့ကိုယ်တိုင်မလုပ်လိုက်ပါဘူးပြီးတော့လေဆက်စာအုပ်ဆုံးလုပ်တာဆိုတဲ့အခါကျတော့မသိတဲ့အချက်တွေအများကြီးရှိနေလို့ပါဒါကြောင့်မို့လို့နည်းကတော့ service ပဲငှားလိုက်တာပါအဲ့တော့ POS ကတော့ညီတို့ဆိုင်မှာဒါလေးသုံးတာပါတခြားပိုကောင်းတဲ့ company တွေလည်းရှိမှာပါဒါမဲ့နေကတော့ဒါလေးသုံးတယ်လို့ပြပေးတာပါခြားပိုကောင်းတဲ့ company တွေကလည်းဒီလိုမျိုးပါပဲonline နေသွားပြီးတဲ့အခါကျတော့မှကိုကဒီ hardware တွေပေါ့နော်ဒီ machine တွေအကုန်လုံးမှာပြီးတဲ့အခါကျတော့မှset up လုပ်ပြီးတဲ့အခါကျတော့ကိုယ့်ဘာသာကို menu တွေ edit လုပ်တာတွေပြီးရင် location တွေထည့်တာတွေအားလုံးကိုလုပ်လို့ရပါတယ်ရှင်အရင်တော့မခက်ခဲပါဘူးအားလုံးဘလောက်ကုန်လဲလို့မေးနေကြတဲ့သူတွေဆိုလို့ရှိရင်တော့ကုန်ချစရိတ်ကဆွမ်းနာလေးနီးဝယ်တဲ့ဆက်ကတော့833လားမသိဘူးဆွမ်းနာလေးနီးကြည့်လိုက်တယ်ပေါ့နော်အဲ့လောက်ဟာမျိုးလေးနီးဝယ်လာပါတယ်အကုန်လုံး square ကနေပြီးတော့နေတို့ဒီ drawer ကို printer တွေရောဝယ်တာဆိုတော့1500လောက်တော့ကြပါတယ်ရှင်